တရားမနာခင်ဗုဒ္ဓဘာသာဝင်တို့ရဲ့အကျိုးတရားပြည့်စုံအနန္တ၅ပါးကိုရှိခိုးကြပါစို့ကိုယ်ရရှိအတိုင်းနောက်ကလည်းဆိုကြဗုဒ္ဓဂုဏတာကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်မြတ်ဗျာဤဂုံကိုဤယိုသေးမြတ်နိုးလဆုံးမို့ရှေခိုးပါဤဗျာဓမ္မဂုဏတာကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်တရားတော်မြတ်ဤဂုံကိုဤယိုသေးမြတ်နိုးလဆုံးမို့ရှေခိုးပါဤဗျာသံဃာဂုဏတာကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်သံဃာတော်မြတ်ဤဂုံကိုဤယိုသေးမြတ်နိုးလဆုံးမို့ရှေခိုးပါဤဗျာမာတာပိတုဂုဏတာကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်မိဘနှစ်ပါးဤဂုံကိုဤယိုသေးမြတ်နိုးလဆုံးမို့ရှေခိုးပါဤဗျာအာစရိယဂုဏတာကေသံအဟံဝန္ဒမိပါဗျာဤလူဘဝအရာတော်သည်ဆရာသမားများဤဂုံကိုဤယိုသေးမြတ်နိုးလဆုံးမို့ရှေခိုးပါဤဗျာသာနိုင်တော်နာနာ၅ပါးကိုရှေခိုးပြီးတဲ့နောက်မြေတာပူကြရအောင်ကိုယ်ငါတော့တမ်းပြပါမယ်အားလုံးသောဘုဘဘဘဟူတော်တော်ကိုကိုမမတို့ကနှခေါက်ဆိုကြပါကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမြေတာနှလုံးကိုစီတော်ရွှင်ပြုံးကြပါစေမြေတာနှလုံးကိုစီတော်ရွှင်ပြုံးကြပါစေမြေတာနှလုံးကိုစီတော်ရွှင်ပြုံးကြပါစေမြေတာရေစာကိုစီဖြံအေးချမ်းကြ
ပါစေအေးချမ်းကြပါစေမြေသာရေစာကိုစီမြတ်အေးချမ်းကြပါစေမြေသာရေစာကိုစီမြတ်အေးချမ်းကြပါစေမြေသာယံသူမြေသာယံသူသောတာမူသောတာမူအပုကင်းပါစေအပုကင်းပါစေမြေသာယံသူသောတာမူအပုကင်းပါစေမြေသာယံသူသောတာမူအပုကင်းပါစေခန္ဒီဣယံခန္ဒီဣယံသောတာမံသောတာမံတွန်းလှန်နိုင်ပါစေတွန်းလှန်နိုင်ပါစေခန္ဒီဣယံသောတာမံတွန်းလှန်နိုင်ပါစေခန္ဒီဣယံသောတာမံတွန်းလှန်နိုင်ပါစေခန္ဒီနှလုံးခန္ဒီနှလုံးအစင်သောရွှင်ပြုံးကြပါစေရွှင်ပြုံးကြပါစေခန္ဒီနှလုံးအစင်သောရွှင်ပြုံးကြပါစေခန္ဒီနှလုံးအစင်သောရွှင်ပြုံးကြပါစေဒုမြေတာစွမ်းဒုမြေတာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေဒုမြေတာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေဒုမြေတာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေဒါတို့ဟောသာမြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်နဲ့အညီဘလို့တွေလူရမယ်ဘလို့စိတ်တွေထားရမယ်စိတ်ထားပုံနေအားရချောင်းနေမိလူရမလူတဲ့ဘက်နဲ့ရဟန္တာပန်းသားလူရင်တခါကြလေကုသိုလ်လို့တာပြောတာအကုသိုလ်ဖြစ်နေတယ်မရှိဘူးလားရှိပါရဲ့ဗျာတဲ့မှာရှိတာပေါ့အဲ့တော့များပဲဂျပန်နိုင်ငံကအားဒါနဲ့အားဒါကိုအကြောင်းပြုပြီးတော့ဂျပန်နိုင်ငံကပညာရှင်တယောက်ကဆရာတော်ကြီးထံပညာတတ်တဲ့ဆရာတော်ကြီးထံလာပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့ဒါနတော်ဘောကဝါအလူဒါနပြုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာဘောကဝါជីវဥစ္စာជីវချမ်းသာတယ်တဲ့အဲဒါရင်ရှင်ဘုရားတို့မြန်မာနိုင်ငံကအလူရည်စားလမ်းနာမှာကွာလူသားနေကြပေမဲ့မကြီးဝါမတိုးတတ်တာတွေအများကြီးပဲဗျာဘာဖြစ်လို့လဲဒီဆရာတော်ကြီးကတခါကြီးတဲ့လူလို့ချမ်းသာတာတော့ဟုတ်တယ်တဲ့ဒါပေမဲ့မလူတတ်လို့ပေါ့မြတ်စွာဘုရားရှင်ဟောကြားတယ်တရားတော်နဲ့အညီမလူတတ်လို့အကြောင်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့အကြီးက3ချက်ကိုပြောမယ်ပေါ့ပြောပါ3ချက်လေအကြီးက3ချက်ပါဗျာတော်တော်များများဘယ်လိုလူကြလဲဘယ်လိုတွေဖြစ်နေကြလဲဆိုတာကိုပြောပြမယ်ဆိုတော့နံပါတ်1အလူဒါနပြုတဲ့အခါမှာအကုသိုလ်တွေရောပြီးတော့ကုသိုလ်လုံးနေတာတွေလည်းရှိတယ်လူကြတယ်နံပါတ်2အလူဒါနပြုတဲ့အခါမှာရှောင်ကျင်ရမယ့်ဒါနတွေကိုမရှောင်ကျင်မဲနဲ့လူနေတာတွေပြုလုပ်နေတာရှိတယ်နံပါတ်3ဆောင်ရမယ့်ဒါနတွေကိုမဆောင်မနဲ့အလူဒါနပြုနေတာတွေရှိတယ်။ဘယ်နှချက်တော့နံပါတ်1ကပါဟုတ်ဗျာမေးပါလေဆိုမှရည်နေမေးဗျာ
အလူဒါနပြုတဲ့ခါမှာအကုသိုလ်တွေရောပြီးတော့ပြုတယ်နမနဲ့ကစဉ်းစားပါဦးအချိန်ရှိပါသေးရဲ့နော်ပြောင်းနေတော့ထိုင်မင်းကြောက်ခဲနမနဲ့ကပါလေနော်နမနဲ့ကြတော့လူဒါနပြုတဲ့ခါမှာရှောင်ကျင်ရမယ်ဒါနတွေကိုမရှောင်ကျင်မဲနဲ့ပြုနေတာရှိတယ်မှားတာနော်နောက်တစ်ခေါက်ပြန်မေးမယ်နံပါတ်3ကဆောင်ရမယ့်ဒါနတွေကိုမဆောင်မဲနဲ့အလူဒါနပြုနေတာတွေရှိတယ်အမေပြီလားဖြေရမှာဆိုလို့လားမတခေါမှတော့မပြောတော့ကလေးထားပါလေဖြေတော့လိုက်ရှေ့ဘက်ကလေးလားနေရနမတဲ့အလူဒါနပြုတဲ့ခါမှာအကုသိုလ်တွေရောပြီးတော့ကုသိုလ်လုပ်တာအကုသိုလ်တွေရောပါနေတတ်တယ်အကုသိုလ်တွေရောပြီးတော့ဒါနပြုတာတွေရှိကုသလံဓမ္မံပဋိစ္စအကုသလောဓမ္မောဥပ္ပိသတိကုသလံဓမ္မံကုသိုလ်တရားတွေကိုပဋိစ္စအကြောင်းပြု၍ဆွဲ၍အကုသလောဓမ္မောအကုသိုလ်တရားတို့သည်ဥပ္ပိသတိဖြစ်၏လူတိုင်းတော့ကုသိုလ်ရတယ်ဒါပေမဲ့တချို့တလေကြတော့အလူဝဲလို့ဆိုပေမဲ့အလူမဟုတ်တာတွေရှိတယ်အလူဝဲဆိုပေမဲ့အလူမဟုတ်တာတွေရှိကုတော်တော်များများနောက်ပါရှိမလဲမင်္ဂလာဆောင်ကတိနောက်ပါရှိပြီရပါချက်ပြုတ်မင်္ဂလာဆောင်တို့ကချိန်တို့ရှင်ပြုရဟန်းခံတို့တော်တော်များများမင်္ဂလာဆောင်ပါလေရက်ပါကချိန်ပါလေရက်ပါရှင်ပြုရဟန်းပါလေရက်ပါအဲ့တော့စဉ်းစားကြည့်မင်္ဂလာဆောင်ပါဆရာတော်တန်ဃာတော်တွေပင့်ဖိတ်ပြီးတော့ဆံကတ်ကုသိုလ်တော်လုပ်တယ်အရက်တိုက်တော့အကုသိုလ်ပါမပါပါဘူးလားပါတော့နောက်ကချိန်လေဒီတိုင်းပဲအရက်တွေကျွေးတယ်အရက်တွေတိုက်တယ်ရှင်ပြုရဟန်းကနေလေဒီတိုင်းပဲနော်အရက်ကမပါမဖြစ်ဖြစ်တချို့လူဝဲတွေမှာဆိုရင်လေကြက်တွေသားရဲတွေသားစိတ်တွေသားဝတ်တွေသားအဲ့ဒီလိုသားပြီးတော့လူတာတွေမရှိဘူးလားရှိပါဗျာအတိုင်းငါးရင်လူမယ်ပေါ့တိုင်းငါးရင်လူမယ်ဆိုရင်ကြက်တွေသားဝတ်တွေသားဘဲတွေသားစိတ်တွေသားအရက်တွေကလည်းတိုက်ကျတော့အဖြူအမဲရောတဲ့ကံဖြစ်နေတာပေါ့ပြောပါကံဖြစ်နေကုသိုလ်ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်တယ်အတိုင်းငါရင်ကတ်မယ်ဆိုရင်တော့မှနော်ဘေးကရောင်းချတဲ့ပန်းတကူသားကိုယ်တိုင်းမတတ်ပဲနဲ့သူများရောင်းကြတဲ့အသားကိုဝယ်ကတာအကောင်းဆုံးအလူပွဲတွေမှာအရှင်ပြုရဟန်းကနေမှာကထိန်နေမှာ
မင်္ဂလာတော်ဒီမှာအရဒေတိုင်းနော်တင်များတဲ့တပ်ပြီးလှူအဲ့ဒီလိုလှူတော့ကိုယ့်ရဲ့ဌာနကစဉ်းစားကြည့်လေအကျိုးပေးတန်ပါအောင်မလားတန်ပါဘူးဗျာအကုသိုလ်တွေလည်းပါနေတယ်ကုသိုလ်လည်းရောနေကုသိုလ်နဲ့အကုသိုလ်နှစ်ခုရောနေတော့ဥပမာဘာနဲ့တူလဲဆိုတော့လေထဲမှာစဘာဆိုင်တယ်အဲ့ဒီစဘာခင်းထဲမှာပေါင်းမြတ်တွေရောအမိုက်တရိုက်တွေရောနှောနေမယ်ဆိုရင်ဘလောက်ပဲဓာတ်စာကြွေးကိုမှန်းထားတဲ့လောက်ဒီစဘာအထွက်တော့ပါမလားမတူဘူးဘာဖြစ်လို့လဲပေါင်းမြတ်တွေအမိုက်တရိုက်တွေနဲ့ရောနေရိုင်နဲ့ခွဲစားနေရတယ်ဖြစ်ဒါကြောင့်ရှိလူကြီးပဲလေကုသိုလ်တပဲငရဲတပိတ်တော့လူဘိုးတော့မခတ်ဘူးနော်လူဘိုးတော့ခတ်ရလားမခတ်ဘူးအဲ့ဒီလိုမျိုးလူတတ်ဖို့မလို့ကြောင့်ညီမလူရမှာတို့အလူပွဲမှာအကုသိုလ်တွေမပါစေဖို့ဥဒရများအဲ့လိုမျိုးတွေအတူစက်ကြတဲ့ဘဲတဲ့ဝတ်တဲ့အရက်ကလည်းနေရာတကာပါတယ်နော်ရက်တွေတိုင်းအဖြူအမဲရောတဲ့ကံဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့လို့ဒီအကျိုးကတရားရာခိုင်နှုန်းပေးမဲ့အကျိုးကအဲ့ဒီလိုအကုသိုလ်တွေပါသွားတော့90ရာခိုင်နှုန်းလောက်ပဲပေးတော့အပြည့်ဝအကျိုးတာမအောင်မလားမတာပါဘူးဗျာအကျိုးမလာတော့ဒါကြောင့်လူတဲ့အခါမှာအကုသိုလ်တွေမရောစေဖို့တပါးရင်မရောစေဖို့အကုသိုလ်တွေမရောစေဖို့ပါဗျာအကုသိုလ်တွေမရောစေဖို့ကုသိုလ်ဆိုလဲကုသိုလ်တတ်တာကြီးပဲလူဖို့မလူဘူးပါဗျာလူရဲ့လူခါဘူးလူတဲ့ဘုရားတော့ခက်တရားမူကသားရင်ငါရင်နေကချင်နေဆိုရင်တော့မနော်ဘေးကရောင်ကြတဲ့အနကုသားတို့ဝေကတာကောင်းနေအားကြောင့်တချို့ရှိဝင်တို့ကြားဘူးတချို့ကြတယ်လေသူတို့မီးလေးတွေကိုရှင်လူရန်ခံပေးကြအဲ့တော့ဘာကြောင့်က4-5နှစ်လောက်စုရစုရဘူးလားအမပြေဆုံးတဲ့သူတို့ဆို4-5နှစ်လောက်စုရအဲ့ဒီ4-5နှစ်တွင်ပတ်စံမပြေဘူးဆိုရင်ကိုမရှိရလက်ဝဲလက်စားတို့လဲတို့ဒါရောင်းချပြီးတော့စိုက်ရတယ်အဲ့ဒီလို4-5နှစ်လောက်စုပြီးတော့ရှင်ပြုရဟန်းခံလုပ်တယ်ဒါအိတယောက်ပြောတာကြားဘူးတယ်ဟောဗျာတဲ့တပည့်တော်နောက်တပည့်တော်မီးလေးတွေကိုရှင်ပြုရဟန်းခံပေးခြင်းလို့4-5နှစ်လောက်ပတ်စံစုပတ်စံစုတာမပြည့်လို့တပည့်တော်လဲတဲ့အေကပါရောင်းပြီးတော့ရှင်ပြုရဟန်းခံအဲ့ဒီထဲမှာဗျာအရက်ဘိုးက30လောက်ကုန်တယ်မလေးပါစဉ်းစားကြည့်လေ4-5နှစ်လောက်စုထားတဲ့ဟာမကုန်သင့်တဲ့အရာကုန်သွားတာဒါနှမျိုးကိုခေါ်တော့မကောင်းဘူးလားမှန်ပါဗျာအဲ့ဒီလိုရက်ဖို့ဝင်မဲ့ကြာဆရာတော်သံဃာတော်တွေတပါး9သိန်းလောက်ယူလိုက်ဘယ်လောက်ကုလို့ရဒီအရက်ဘိုးက30လောက်ကွာအခုတော့တပည့်ငရဲတပိတ်တာလို့ဖြစ်အဖြူအမဲရောနေတာပေါ့ကိုယ့်ရဲ့ကုသိုလ်ကအကျိုးပေးမှတန်တော့အဲ့ဒီလိုအကုသိုလ်ကပါလာတော့ဒါကြောင့်လူတဲ့ကမှာကုသိုလ်တတ်ကြီးပဲလူဖို့မလူဘူးလားလူပါဗျာနမနဲ့အလူဒါနာပြုတဲ့ခါမှာရှောင်ကျင်ရမယ်ဒါနတွေကိုမရှောင်ကျင်ဘဲနဲ့ပြုတာရှိတယ်ပြောရှောင်ကျင်ရမယ်ဒါနတွေကို
ပြောတာအမရှိပါဆံရမိုက်တာမိမလေးတဲအောင်ထိုင်ရှောင်းခြင်းရမယ့်ဒါန5မျိုးရှိတယ်ရှောင်းခြင်းရမယ့်ဒါနဘာနှမျိုးလိုက်ဆိုကြောက်ရွံ့ကြွားလို့ထင်ပေါ်လို့နောင်ကိုတောင်းတမလူကြနဲ့သူနဲ့ပြိုင်အပြိုင်ဆိုင်လူတာချောင်းချင်းမဲ့ဒါန5မျိုးနံပါတ်1ကကြောက်ရွံ့လို့လူတာနံပါတ်2ကကြွားဝါရင်လို့လူတာနံပါတ်3ကထင်ပေါ်ကြော်ကြားရင်လို့လူတာနံပါတ်4ကနောင်တတပံနောင်တရပြီးတော့လူရတာပေါ့နံပါတ်5ကျတော့အပြိုင်အဆိုင်လူတာကြောက်ရင်မီလူတယ်ဆိုတာကတခြားမဟုတ်သူတစ်ပါးကကိုယ်ကဲ့ရဲ့မှာကြောက်လို့လှူတာပြောပါလိမ့်တယ်ဘယ်လိုလဲဆိုတော့ကိုကဥပမာတတိပေါ့တိုက်ဒီကားတွေချမ်းနေနဲ့နေရတယ်ကိုလိုမျိုးအစင်မပြေတဲ့လူကအလူလာခံတဲ့ခံမှာ9000ယူလိုက်ခါဒီချိန်မှာကိုကငါတဲ့အစင်မပြေတဲ့လူတော်မှပဲ9000လူသူလူချင်တာကလည်း9000ပဲဒါပေမဲ့သူ့ကိုသူများတွေကကဲ့ရဲ့မှာကြောက်လို့9000လူလိုက်ရင်ငါ့ကိုဒီကောင်ကဘာမှမဟုတ်ပါဘူးကစေးကုန်တာနော်သူတဲ့အစင်မပြေတဲ့လူတော်မှကြည်တာ9000လူတာသူကြတော့တသေးဖြစ်ပြီးတော့ကြည်တာ9000ပဲလူတယ်အဲဒီလိုကဲ့ရဲ့မှာကြောက်လို့ကဲဝါတသိန်းလူလိုက်မှာကဲအဲဒီလူတွေလည်းမရှိဘူးလားရှိအဲဒီလိုသူတစ်ပါးကဲ့ရဲ့မှာကြောက်လို့အဲဒီလိုမျိုးမလူရဘူးတဲ့ရှောင်းခြင်းကကြောက်ရွံ့တဲ့စိတ်နဲ့မလူရစေရနာတရားတရားနဲ့တခါရောလဲဒီရမှာနှစ်ခါရောလဲဒီရမှာတက်မလာတော့နမနေကကြွားဝါခြင်းနဲ့စိတ်နဲ့လူရန်တာမလို့အောင်တချို့ကတော်တော်များများကြွားခြင်းနဲ့စိတ်နဲ့ငါဘယ်လောက်လူတာဟဲ့ငါရှင်ပြရန်ကမှငါလာတယ်ငါစင်နဲ့ပြုတ်ပေးတာဟဲ့မြင်းနဲ့ပြုတ်ပေးတာဟဲ့အားကြတော့တန်ဃာတော်တွေဘယ်လောက်လူတာဟဲ့ကျောင်းဘယ်လောက်ကြီးလူတာဟဲ့လုံးလုံးကြွားဝါပြီးတော့လူတာတွေမရှိဘူးလားရှိတယ်အဲဒီလိုလူရမှာလားရှောင်ရမှာရှောင်ရကြွားဝါပြီးတော့မလူရစေရနာတရားတရားမရှိဘဲနဲ့ကြွားကြည့်လို့ဝါကြည့်လို့လူတာမျိုးမဖြစ်စေရဘူးတဲ့ဟာလေလားဟာလေနောက်နံပါတ်3ကထင်ပေါ်ကြော်ကြားခြင်းလို့မလူရဘူးအဲ့ဘာဖြစ်ခြင်းလို့ထင်ပေါ်ကြော်ကြားခြင်းလို့မလူရဘူးအကျိုးကနာမည်ကြီးခြင်းလို့ထင်ပေါ်ကြော်ကြားခြင်းလို့အကျိုးကသူများတွေမြောက်ပင်နာခံခြင်းလို့နော်လူပြိန်းတွေမြောက်ပင်နာခံခြင်းလို့
ဒီလူကလူမဘလောက်လူတာဟေးနမည်ကြီးတက်ဘလောက်ကြီးလူတာဟေးအများကြီးပဲဟေးလူမျိုးချင်းပေါ်ကြောကြားချင်းလို့လူတာတွေလည်းမရှိဘူးလားရှိပါရဲ့ဗျာရှိဒီထဲမှာတော့ပါရဲ့လားမပါပါဘူးနော်မပါဘူးပဲပြောပါဟုတ်တယ်လေနောက်ချင်းပေါ်ကြောကြားချင်းတဲ့စိတ်နဲ့ဘာလို့ကမလူရဘူးတဲ့နောက်ချင်းနေရာမှာတချို့တွေကတကယ်ဝမ်းနေဖို့ခေါ်ဆရာတော်တန်ဃာတော်တွေကိုတကယ်လူကျင်လို့လူတာမဟုတ်ပဲနဲ့ကြွားရင်လို့ဝါရင်လို့ချင်းပေါ်ကြောကြားရင်လို့လူတာတွေလည်းမရှိဘူးလားရှိပါရဲ့ဗျာဒါကြောင့်မို့ရှေးတော်ဆရာတော်ကြီးဆိုရင်ရှင်ပြရဟန်းခံနေဆိုတိတ်မကြွချင်ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကြီးတွေကြတော့တပတ်3000မိကမြင်းတကောင်ကြတော့9000ဆရာတော်တွေကမြင်းလောက်တော့စိတ်မရှိဖြစ်သွားတာပေါ့မကုံသိတဲ့နေရာတွေမှာကုံပြီးတော့တကယ်အကြီးကားကြတဲ့နေရာမှာကြတော့မလှူဘူးအဲကြောင့်မကုံသိတဲ့နေရာမှာမကုံဘူးအေးကြီးအဲဒီဟာကိုအကြောင်းပြုပြီးတော့နော်ခြေတော်ကအဲဒီရှင်ပြုရဟန်းကအလူပွဲတွေမှာကုန်ကြစရိတ်ကိုပညာရှင်တွေကကြပြရေးဆက်ထားတယ်တော့ပါဆက်တာလိုက်ရရှိတော့ကနော်ရွာစားငါးတာ6000ပါမင်းသမီးရွှေရန်တော်6000ကျော်ဓာတ်ပုံရိုက်ခ6000ကျကျွားသားငါတာဘလောက်6000ကျော်ကျွားသားဆိုတာကိုရှင်းတော့ကဒီဆိုင်တွေဝိုင်းတွေပြောတဲ့ကြီးတွေဒါတွေငါတာပေါ့ဘလောက်တော့6000အဲဒီဆိုင်တွေဝိုင်းတွေပြောတဲ့ကြီးတွေမှာဖြော်ဝေးတဲ့အတွက်မင်းသမီးကိုရန်တော်တွေအောက်ကားဖို့ခေါင်းဖို့တီးဆိုးဖို့မင်းသမီးတွေဒါတွေကဘလောက်တော့6000ကျော်6000ကျော်ဒီလိုမျိုးကြီးလို့ဆိုင်ရဆိုင်ရဆိုင်ရဒီဆိုင်တွေဝိုင်းတွေမှာဖြောပေးဖို့တီးဆိုဖို့အတွက်ကိုရန်တော်တွေနာဟာစားတွေဤစရာတွေဒါတွေကဘလောက်6000နောက်ဟိုရင်လောင်းဝိဆုံပေါ့ကြပါဝိဆုံနော်မဂိုက်တို့ဆလွယ်တို့ခေါင်းပေါင်းတို့ပစိုးတို့အင်ကြီးတို့ဒါတွေကြတော့ဘယ်လောက်ကြလဲဆိုတော့9000ပြောဘယ်လောက်ကြ9000မကုံသိတဲ့နေရာတွေမှာကုန်တာဆရာတော်တန်ဃာတော်တွေကြတော့ဘယ်လောက်ကတ်တယ်လဲဆိုတော့50ရှင်းတော့ကနော်ပြောဘယ်လောက်ကတ်50ကျွေးမွေးစရိတ်ကြတော့9000နဲ့အစိတ်ကျွေးမွေးစရိတ်ကဘယ်လောက်9000နဲ့အစိတ်ပါဗျာတကယ်စိတ်ညစ်ဖို့ကောင်းတယ်နော်ဆရာတော်တန်ဃာတော်တွေကြတော့
50ပဲကတ်တယ် အဲ့ပေါင်းလား အဲ့လေဝါနေဖို့ကွာအားလုံးပေါင်းတော့ဘယ်လောက်ကြီးတသိန်းကျော်ပြဘယ်လောက်ကျော်တသိန်းကျော်နတ်လူသားတို့ခေါ်ရှိတော့ရွာသားငါးတာက6တောင်းမင်းသမီးကိုရံတော်တွေကဘယ်လောက်ကြီး6တောင်း6တောင်းရပါဘူးတဘိုးရိုက်ခါ6ထောင်မကုံတင်းတဲ့နေရာတွေမှာကုံတော့တတော်ကိုနှမျိုးကိုခေါ်အဲ့ဒီအလူပွဲတွေကိုကြည်လိုက်ကုသိုလ်ကတဝက်လောက်ပဲရှိအာဟုလောကတဝက်အဖြူအမဲရောနေတာကြွားစားငါတာလေဒါကုသိုလ်ဟုတ်ရဲ့လားဟုတ်ပါဘူးဗျာရောက်လာတဲ့အပရိသတ်တွေကိုဖြောပြေဖို့သူတို့ကြည့်ဖို့အတွက်ငါလာပေါ့တော်ရုံတန်ရုံဆိုတော်ရောပေါ့မဟုတ်ဘူးမကုံတဲ့နေရာတွေရတော့အကုန်လုပ်ပြီးတော့တကယ်အဓိကကြတယ်ကိုရင်တွေကိုရှင်ရဟန်းဖြစ်အောင်ပြုပေးတဲ့ဆရာတော်တွေကြတော့50တဲ့ရှင်းလေရှင်းတာကြီးဟိုတော့ဘဝလေးဆိုဘယ်လောက်ကမှာအဲ့ထားပါဒါကြောင့်မို့လို့လူတဲ့ကမှာကြွားဝါလူတဲ့စိတ်နဲ့ချင်းပေါ်ကြောကြနေတဲ့စိတ်နဲ့လူရမှာလားရှောင်ကျင်ရမှာလားမြင်ရမယ်နောက်နံပါတ်4ကနောင်တရပြီးတော့မလူရကိုကအလူပွဲမှာတိန်း100လူလိုက်တယ်ကိုလူနိုင်တာကသိန်း50တဲ့အဲ့ဒါကိုအကျွေးတွေချီးပြီးတော့သိန်း100လူလိုက်နောက်တော့ပြန်စဉ်းစားကြည့်တော့ကွာတားပါကွာကျွေးသိန်း50တင်သွားပြီအဲ့လိုလူမဲ့စားဆိုင်ရတဲ့ကြီးလောက်ဝယ်လိုက်ကောင်းတာနောင်တတွေရလူရဲ့ကမှလည်းကိုနိုင်တယ်လို့ကိုတက်နိုင်တယ်လို့ပဲအဖြစ်ရမှာလူရရမယ်နော်မနိုင်မနေနောက်သူများတွေလူမျိုးတိန်1000ကျော်2000ကျော်လူသားတွေကြည့်ပြီးတော့အားကြပြီးတော့ကျွေးတွေချီပြီးလူလိုက်တော့လူဝဲပြီးတော့ကို့မှာအကျွေးတွေအများကြီးတင်မသွားဘူးလားတင်ပါပါဗျာနောင်တော့မရဘူးလားရပါပါဗျာရသွားတယ်နောက်ဒါကြောင့်မို့လူတဲ့ကမှလည်းမိမိတရားပါသလောက်ကိုယ်စေတနာရှိသလောက်ပဲရပါပါဗျာလူရမယ်နောက်နံပါတ်5ကအပြိုင်အဆိုင်မလူရဘူးတဲ့တော်များများပြန်ဆိုင်ပြီးလူတာတွေရှိမင်းသိန်း50ငါလူရင်ငါသိန်း100ကွာမင်းသိန်း100ကျော်ငါ150ကွာဒီမှာမင်းကနော်ရှင်ပြရကမှာစင်နဲ့ပြည့်တယ်ဆိုငါဘောမြင်းနဲ့ပြည့်တယ်ဆိုငါစင်နဲ့ကွာမင်းကချက်သားနဲ့ကတ်တယ်ဆိုငါဓာတ်ပေါင်းနဲ့ခတ်မယ်ကွာနော်လိုက်ပြီးတော့အပြိုင်အဆိုင်လူနေရစေတနာတရားတရားရှိလို့လားဆိုတော့မဟုတ်ဘူးပြိုင်ပြီးလူကြတယ်ဒါကြောင့်လူတွေကမှစေတနာတရားတရားနဲ့အပြည့်ကင်းကင်းနဲ့တန်တရှင်းရင်ဖြူဖြူချင်းနဲ့လူဖို့မလိုဘူးလားလိုပါရဲ့ဗျာလိုတယ်အကြီးတို့ကြွားဝါခြင်းတို့သူများကဲရမှာကြောက်လို့ထင်မောကြောကြခြင်းလို့ကိုမတန်းတန်းလောက်မလူပဲနဲ့နောင်တရမယ်အလူမျိုးတို့အပြိုင်ဆိုင်လူတာတို့ဒီဒါန5မျိုးကိုရှောင်ကျင်ဖို့မလိုဘူးလားလိုပါဗျာလိုတယ်အဲ့ဒါကိုလူတွေကမရှောင်ကျင်ပဲနဲ့
လူဖို့တော့မခတ်ဘူးတဲ့လူကြဖို့ခတ်ဘလို့စိတ်တွေထားရမယ်မလို့စိတ်တွေထားပြီးမလူရဘူးသာဝရင်တဲ့စိတ်တွေနဲ့မလူရဘူးထင်မောကြောကြရင်တဲ့စိတ်တွေနဲ့မလူရဘူးတန်တရှင်းချင်းမုံမုံမြတ်မြတ်နဲ့စေတနာသုံးနာနဲ့ပြေဆုံးပြီးတော့အဖေရမှာလေသူရမေးရမယ်ခွင့်တရားရှိလားရှိရပါဘူးဟမ်ရှိပါဘူးဟာပြောရတာလားအားမရှိတော့အားရှိတော့မှာဘုန်းကြီးတပါးတရားတော်တော်ဟောကြီးသူတခါဟောရင်လည်းကြာကြီးပဲရွာသားတွေကသူ့အကြောင်းတီးတော့တရားလာမနာကြဘုန်းကြီးကတရားတအားဟောကြီးရကြနေကြတော့ဘေးရွာကအဖေနဲ့တားတယောက်ကအဲဒီရွာကိုထိုင်ရတယ်လာရောက်မယ်ထိုင်ရမရောက်ရင်သူ့အဖေကဒါရဲ့တဲ့ဒီရွာကိုလဲနေလာတာပေါ့လေနော်ထိုင်ရမရောက်ရင်ရွာဦးเจ้าစီရတော့ထိုင်ရလေးရှူလိုက်ပါအောင်မယ်ဆိုပြီးတော့เจ้าမော်တက်တခါတည်းဘုန်းကြီးကဝမ်းသာနေတရားဟောရတယ်မဆိုဘူးပြောပါချင်းဘာဖြစ်ရမှာမို့ဝမ်းသာနာတရားထိုင်ရလဲလူပြီးတော့ကြီးကတခါကြီးရဲ့တဲ့အထိုင်ရလူရတဲ့ဘုန်းကြီးထိုင်ရအနုမောဒနာတရားလေးဟောမယ်ပြောပါလေရတော့ခါမှမပြောဘူးထိုင်ရအနုမောဒနာဆိုပြီးတော့ဟောလိုက်တာနေကင်း12နာရီနဲ့စဟောလိုက်တာညနေ4နာရီတော့မပြီးသေးဘူးတရားကျန်နေကင်းဘယ်လောက်ကနေစဟောညနေပဲထိရောက်ပြီးပြီမပြီးသေးဘူးပြသူသားကအဖေဒီမှာနွားတွေရုံးနေပြီမြင်မြန်လာတော့ဒါရဲ့အဖေလေကိုတိုင်းနဲ့ကိုကန်ရှိပဲစီတော့ကိုတိုင်းနဲ့ကိုကန်ရှိပဲစီတော့နောက်တော့တကာကစဉ်းစားဒီတိုင်းဆိုရင်တော့ဒီဖုန်းကြီးပြီးမှာပေါ့တဖုန်းကြီးကရက်တောင်လေးကွယ်ပြီးဟောနေအဲ့ဒီတကာနောက်တန်းဆုပ်သွားလိုက်အတော်ချမ်းနေနောက်ဆုပ်သွားလိုက်နောက်ဆုံးဆိုရင်လည်းကျောင်းအပေါက်ဝရောက်သွားဖုန်းကြီးရလည်းပါတယ်ရက်တောင်ကအပေါက်ကနေချောင်းကြည့်မင်းကြီးငါရှိတော့မှာကွာနောက်တကာကလွတ်ပြီဆိုပြီးတော့ပြေးတာအဲ့ဒီမှာရေကန်ရှိတယ်ရေကန်အကာမရှိအဲ့ဒီကျပြုတ်ကြသွားအဲ့ဒီချိန်မှာဘုန်းကြီးကရေကန်နှခါနေပြီးတော့ဒီတခါတော့မင်းပြေးလို့မလွတ်တော့ဘူးဆိုပြီးတော့တရားဆက်ဟောမကယ်ပဲနဲ့တရားဆက်ဟောဒီတော့တခါကအော်လာပေါ့အမလေးရတနာနှစ်ပါးခဲ့ပါရတနာနှစ်ပါးခဲ့ပါတဘုန်းကြီးကတခါကြီးတဲ့ရတနာဖရာတရားတန်ခါရတနာ3ပါးရှိတာလေဘာနဲ့ရတနာ2ပါးဖြစ်မှန်လားပါဗျာလေတန်ခါရတနာနှိမ့်ဆက်နေလို့ပါဗျာပြပါနှိမ့်ဆက်နေတန်ခါရတနာနှိမ့်ဆက်နေလို့ပါဗျာဟုတ်တယ်ထညံ့လူမောတယ်လားတခါမှမကြောက်ဟောတယ်လေ15မိနစ်လားမဟုတ်ဘူးနေကင်း12နာရီကနေစဟောညနေ4နာရီပြီးတယ်ရှိတော့ကလည်းအကိုရင်ကတရားလေးတွေဟိုကယူပြီးဟောလိုက်ဒီကယူပြီးဟောလိုက်ဆိုတော့
ဒီကနေ့တော့ပြုတ်စာပြင်းအောင်တရားတော့ဟောရမှာပြပါတရားပြုတ်စာပြင်းအောင်ကြားဘူးလားမကြားဘူးမှာတော့ပြောမနေတော့ဘူးနော်တရားပဲရောက်သွားနောက်ကြွားဝါရင်လို့ကျင်ပေါ်ရင်လို့နောင်တရမယ့်အလူမျိုးကိုအပြရဘူးမလူရဘူးမိမိတန်တန်တလောက်ကလေးပဲလူတိုင်းရမယ်အပြိုင်အဆိုင်မလူရဘူးတဲ့ဒါကြောင့်မို့ဒီရှောင်ရမယ့်ဒါန၅မျိုးကိုမရှောင်ဘဲနဲ့လူတဲ့အတွက်အဒီပုဂ္ဂိုလ်တွေဟာမကြည်ဘွားမချမ်းသာတာကုသိုလ်ရဒါပေမဲ့အဖြူအမဲရောနေတော့ကုသိုလ်ကအကျိုးပေးမတန်တော့ဘူးခဏမှတော့ဆောင်ရမယ့်ဒါန၅မျိုးရောဆောင်ရမယ်ဆောင်ရမယ့်ဒါန၅မျိုးနမတိလိုက်ဆိုအလူရှင်မှာကျင်းဒီလားကောင်းစွာပြေဝရပေမည်အလူရှင်မှာကျင်းဒီလားကောင်းစွာပြေဝရပေမည်ဆိုကြည့်ပါအလူရှင်မှာကျင်းဒီလားကောင်းစွာပြေဝရပေမည်လူရှင်မှာပြေဒီလားကောင်းစွာပြေဝရပေမည်လူရနဲ့ကမှာတဲ့အလူရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဘာနဲ့ပြေကြရမလဲကျင်းဒီလားနဲ့ပြေကြရမယ်အနာဒီဘာသာသူကြမတတ်ရဘူးဒါရင်းနာဒါနာသူတော်ပြီးမခိုးရဘူးလေးတော့မယ်အရင်နာဒါနာဒီတော့ပြီးမခိုးရဘူးကာမတုမေဇာဇာတာသူရမလွန်ကြရဘူးမူဒါဝါဒမူဒါစကားမပြောရဘူးသူရမေရရအရက်တေတာနောက်ရအကရဲ့အလူရှင်ကအကျင့်တရားနဲ့မပြည့်စုံဘူးဆိုရင်ကိုလူတဲ့ဒါနအကျိုးကြီးပါမလားမကြည့်ဘူးဒါကြောင့်အလူရှင်ပြတဲ့ပုဂ္ဂိုလ်မှာပါပြည့်စုံမယ်အကျင့်ဒီလားနဲ့ပြည့်စုံရမယ်အနမနေလိုက်ဆိုအလူခံလဲထိုတူပဲအမြဲဒီလားရှိရမည်အလူခံလဲထိုတူပဲအမြဲဒီလားရှိရမည်အလူရှင်နဲ့မဟုတ်ဘူးတဲ့ကိုရင်တို့အဘမုံတို့အလူရှင်ဖြစ်တဲ့အလူရှင်တော်ဖြစ်တဲ့အလူခံဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအကျင့်ဒီလားနဲ့ပြည့်စုံရမယ်ဓမ္မကိုလူတဲ့ဒါနကြီးအကျိုးမကြီးမှာလဲကြီးမှာလားကြီးမယ်နံပါတ်3လိုက်ဆိုလူဖွဲများပြပစ္စည်းများတရားလျော်စွာရရမည်လူဖွဲများပြပစ္စည်းများတရားလျော်စွာရရမည်ကိုလူတဲ့ပစ္စည်းတွေကလည်းပဲတရားနဲ့အညီရတဲ့ပစ္စည်းဖြစ်ရမယ်
ရပါပြရမလဲတရားနဲ့ညီရတဲ့ပစ္စည်းဆိုတာကသူတစ်ပါးတမ်းမတတ်ဘဲနဲ့ကိုပြီးလူလာတော့မဖြစ်စေရဘူးတွေ့ရလုံးကြည့်လို့ရလာတယ်မဖြစ်စေရဘူးလိန်ညာပြီးလို့ရလာတဲ့ဝင်းနဲ့လူလာမျိုးမဖြစ်စေရဘူးဒီအကျဉ်းဒီလားမပြည့်စည်ပဲနဲ့ကိုမနော်တမဇီဝကြကြနဲ့စီပွားရေးရှာပြီးတော့တွားကြည့်လို့မျိုးလူရန်ရမယ်တဲ့တော်ဘာဒါဒီဘာဒီခိုးတာတွေ့ရလို့ဆိုတာမူသားတွေကပြောရစီတာဒီလိုမျိုးတွေနဲ့မလူရဘူးကိုလူတဲ့ပြည်ကြီးကအဖြစ်နေရမယ်ဟမ်တရားနဲ့အညီရတဲ့ပြည်ကြီးဖြစ်နေရမယ်အနမလေးလိုက်ဆိုကံအကျိုးမြတ်တန်တို့အာကိုယုံကြည်ရပေမည်ကံအကျိုးမြတ်တန်တို့အာကိုယုံကြည်ရပေမည်အရာကတော့အဘုရားဘာသာမှန်ရင်ကံရဲ့အကျိုးကိုပြတ်သားစွာယုံကြည်တတ်ဖို့လိုတယ်။ပြောကံရဲ့အကျိုးကိုဘာဖြစ်ဖို့လဲ။ကံဆိုတာကကြားဘူးတယ်မလား။ကံဆိုတာသူများပြုတာလားကိုပြုတာ။ကိုပြုတာ။ဒါကြောင့်မို့ကိုကဒီဘဝမှာကောင်းတာတွေလုပ်ရင်နောက်မှာကောင်းတဲ့ကျိုးခံရမကောင်းတာလုပ်ရင်ကောင်းတဲ့ကျိုးခံရကံဆိုတာကကံ၃ပါးရှိရောကံဘယ်နှပါးအားဒီလေဒီထဲမှာတော့ကံအကြောင်းသဘောပေါက်တဲ့သူနဲလိုက်ကာယကံဝစီကံမနောကံကာယကံဆိုတာကဘာလို့လဲကိုပြည့်ပြီလို့ဝစီကံဆိုတာကနှုတ်ဖြင့်ပြောတာအစကမနောကံဆိုတာစိတ်ကကြံတာနည်းနည်းမှာဘိုးတို့ဘဝတို့ဒီမှာဒီကံသုံးမှမရှိဘူးလားရှိပါတယ်ဗျာတနေ့မှာကိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ငွေမရှာရဘူးလားရှာရပါတယ်ဗျာငွေရှာတဲ့အခါမှာလည်းပဲဒီကံသုံးမှမပါဘူးလားပါပါတယ်ဗျာငွေရှာတဲ့အခါမှာခန္ဓာကိုယ်ကြီးနဲ့ကောမပြုတ်ဘူးလားပြုတ်ပါတယ်ဗျာမဇ္ဇကကောပြုတ်ပါတယ်ဗျာပြောတယ်စိတ်ကကောမချမ်းဘူးလားချမ်းပါတယ်ဗျာဒီကာယကံဝစီကံမနောကံနေနဲ့ပြုလုပ်တယ်ပြောတယ်ကြံကြည့်လို့ငွေရလာပြီဆိုရင်စားကျင်တာတွေတောက်ကျင်တာတွေနေကျင်တာတွေထိုင်ကျင်တာတွေတွားကျင်တာတွေလာကျင်တာတွေဒီအကျိုးတွေရတယ်မခံစားရဘူးလားခံစားရပြောချင်တာကဘာလဲဆိုရင်ကိုလုံးမှာကိုရကိုစားမှာကိုသွားမှာကိုရောက်ဘယ်သူမှပြုကိုပြုတဲ့ကံကိုထံပြန်ကိုကအာဟုတို့တွေလှုပ်ထားတယ်ဆိုရင်ကိုရဲ့မကောင်းတဲ့အကျိုးကိုအစားသူများကလာခံပေးရလားမရပါဘူးဗျာမရကိုကကုသိုလ်ကောင်းမှုတွေလုပ်ထားတယ်ဆိုရင်ကိုရဲ့ကောင်းတဲ့အကျိုးကိုဘာသူကလာဖြည့်ဆည်းလို့ရလဲမရပါဘူးဗျာဘာသူမှလာဖြည့်ဆည်းလို့မရဘူးအားကြောင့်မို့လိုက်ဆိုကောင်းပင်ပြိုးကကောင်းကျိုးရာလောကဓမ္မတာဆိုပင်ပြိုးက
Sojoya Loga Damada Chodi Jajin, Babi Zaiga. So when I Hadi Jajin. Come together. A Chobin Zayin, no? Chodi Zayan Magado. Deja. A cabin Zayin, no? Kadi Bezai. I don't remember when a cabin inside me, a Chodi Zayin Magado, look your yeah. A cabin Zayin, no? Kadi Bezai. Lumube. Namboa Magua Kaune Jodi Kanajin Soyin, Tibua Macauna de Logas. Macauna de Lobi, the Kaune Jodi, Kanaya Baloido, Sudonia. Meow. Now Macauna de Lobido. I'm a Piashima Basuda, a Conea B. De Medama. Sudan B. Mamo Emma. Oh, the Macauna Lobido, Macaune Jube Kanaya. Kauna Loino. Kaune Jube Kanaya me. Tao the Chua Biodi. Oh, the Kanshi Chanda Lame Bo. A car do an edula Jobe the Chain Lamadi. Can you know Suzo Nino? Surabe. Ha, Sureha. Say gotcha. I can't come ale. Manoga. And the bonnet Sumabo. Bazaga Bioi. Waziva. Suzo Moyani de Charagalego Pia Yolaida. Kayega. Tao the Jabia, oh, the Kanshi Saya Lame boy. How to another Jobe the train a lot of Madiva. The Kanshi Saya Lame boy to be other than Chilla. No Jivo. Natame ore ma Tamen Charalu. Tamen of shade. Kanshi Saya Lame boy to be Ainama Time Sound Jam. Tame orega Tamanga Charaba with a Bazadella Samba Mala. Now, wait. Mayoyan ties out and a cornea be they mirama. Tamen Sajin say, Amanoga. Uea is Ame Bazaga Bior, Waziga. Tame orega Tamego Lande Kubido, Bazadeta Kayega. Bazare Yama Chadra Aura Chayali. Kama lay down a Jojo to Sama Bo. Nea Lemia Madeli, Shiagalia, Bobiali. Fodeli. As you linear twin Shiagalia is Juebido, Nanakan in a cabby, luckily in a Pebiali. Yajanaga Bala to Koga Kauna Loyen. Kaune Jubekana. Koa Magauna Loda Goya Magaune Jogo to the Baga, Asalagan, Yabu Raja, oh, Nadu Hulum Ludaye, Nama Kondo Chana Yale Me, Yo, Kanga Jogo, Young Jibo Malugula. Ode Namanga Lazo Serana Donda. Song Yesha Chada Almia Bemi Serana Donda Song Yesha Chada Almia Bemi Serana Donda Song Yesha Chada Almia Bemi Serana Donda Song Yesha Chada Almia Bemi Lurane Gama, the Sidana Donda and Piedron.
ပုပ္ပစေရနာမုံကြစေရနာအပရစေရနာပုပ္ပစေရနာမလူမီရှိဖို့မှာဝမ်းမြောက်ဝမ်းသာဖြစ်ငါတို့ဘယ်နေ့ညကြရင်တရားနာရတော့မယ်လူရန်ရတော့မယ်ကုသိုလ်တွေပြုရတော့မယ်အမြတ်တွေဝေရတော့ဒီလိုမျိုးမလူမီရှိဖို့မှာကုသိုလ်မလုံးမီရှိဖို့မှာဝမ်းမြောက်ဝမ်းသာဖြစ်တာကိုအားလို့ခေါ်တယ်ပုပ္ပစေရနာနောက်နာမနဲ့မုံကြစေရနာလူနေတဲ့အချိန်မှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ပြောလူနေတဲ့အချိန်မှာပါဗျာငါတို့တရားနာနေရပြီကုသိုလ်ကောင်းမှုတွေပြုနေရပြီလူရန်ဘေကံဆုံးကျင်နေရပြီကုသိုလ်ကောင်းမှုလုပ်နေတဲ့အချိန်မှာလည်းပဲဝမ်းမြောက်ဝမ်းသာမဖြစ်နေရမယ်အပရစေရနာလူပြီးသွားတဲ့အခါမှာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ပြပါခါမှာလည်းပဲငါတို့ဘယ်နေ့တော့ကတရားတွေနာခဲ့တာကုသိုလ်ကောင်းမှုတွေပြုခဲ့တာအမြတ်တွေဝေခဲ့တာရေစက်ချခဲ့တာပေကံဆုံးရလူတန်းခဲ့တာတိလာတွေစောက်တည်ခဲ့တာလူပြီးကြတဲ့ခါမှာလည်းပဲကိုယ့်ရဲ့ကုသိုလ်ကိုပြန်အောင်မေးပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေဖို့မလိုဘူးလားလိုပါတယ်ဗျာတို့တယ်အကုသိုလ်ကလည်းပဲကိုလုပ်ခဲ့တဲ့အကုသိုလ်ကိုပြန်တွေးရင်အဲ့ဒါအကုသိုလ်ပို့တိုးတယ်ငါပဲနေတော့ငါဝတ်ဒီတက်ခဲ့တာဒီလိုမျိုးတွေပြန်တွေးမိလိုက်လို့ရှိရင်အဲ့ဒီအကုသိုလ်ကပို့ပြီးတော့တိုးတယ်ဒါကြောင့်အကုသိုလ်တွေပြန်ပြီးတော့မတွေးမိစေဖို့လိုတယ်ကုသိုလ်ကြတော့အဖန်တလဲလဲတွေးနေဖို့မလိုဘူးလားလိုပါတယ်ဗျာကုသိုလ်ကိုအောင်မေတိုင်းတတိယတိုင်းအဲ့ဒီကုသိုလ်ကိုပြန်အောင်မေပြီးတော့ဝမ်းမြောက်တိုင်းအဲ့ဒီကုသိုလ်ဟာတိုးတဲ့တိုးတယ်ဒါပါဖြစ်တယ်တိုးတဲ့တိုးတယ်တရားနာနေတဲ့နေရာလေးတွေငါဘယ်နေ့တော့ဒီနေရာလေးမှာတရားနာခဲ့တာကုသိုလ်လေးတွေပြုခဲ့တာကိုကုသိုလ်ပြုခဲ့တဲ့နေရာလေးတွေတွေ့ပြီးတော့ဒါပြန်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်တာလေကုသိုလ်မတိုးမှလားတိုးမှလားတိုးပါပါဗျာတိုးမယ်ဒါကြောင့်လူရန်တဲ့ခါမှာပုပ္ပစေရနာမုံကြစေရနာအပရစေရနာဆိုတဲ့ဒီစေရနာသုံးတာနဲ့ပြည့်စုံဖို့မလိုဘူးလားလိုပါဗျာဒါဆိုရင်ကိုလူတဲ့ဒါနာကအကျိုးမကြီးမှလားကြီးမှလားကြီးပါဗျာဒီမဲ့နမတဲ့လူရှိမှာကျင့်ဒီလာနဲ့ပြသွားမယ်နမနဲ့အလူကံပုဂ္ဂိုလ်ကလည်းပဲအကျင့်ဒီလာနဲ့ပြသွားမယ်နမ3ကိုလူတဲ့ပစ္စည်းတွေကလည်းပဲတရားနဲ့အညီရတဲ့ပစ္စည်းပြရမယ်နမ4ကံကံရဲ့ကျိုးကိုရှုံကြရမယ်နမ5စေရနာသုံးတာနဲ့ပြည်သွားမယ်အဲဆိုရင်ဆောင်ရမယ့်ဒါန5မျိုးကိုကျင့်သုံးစောင့်တည်လိုက်ပြီးပြုလုပ်လိုက်ပြီးဆိုရင်ဒါကိုလူတဲ့ဒါနကအကျိုးမကြီးမှလားကြီးမှလားကြီးပါပါဗျာဒါကြောင့်မို့တရားကောင်းကြီးကလူကိုတည်လူတာလို့ပြောပါဗျာဟမ်လူကိုနဲ့လူတာလို့ပြောပါဗျာလူကိုမခါတခြားတိတ်မမှားပါနော်နော်တရားနာတဲ့ခါမှာလည်းပဲအများကြီးမမမရင်ထောင်မှကိုမှတ်နိုင်တဲ့တရားလေးတွေကိုမှတ်သွားဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်ရှိတော့ကဖွားကြီးတယောက်တရားဝဲသွားနိုင်ဆရာတော်ကြီးကလင်္ကာဆောင်မှုလေးတွေတိုင်မိတာကောင်းတယ်ဆိုလို့အဲ့ဒီတရားနာပြီးတော့သူ့မီးလေးတွေကိုဒီကဗျာလေးနော်ဘဟုတုဒအနေနဲ့ပြန်တိုင်ပေးမယ်ဆိုပြီး
တရားသွားနာတဖုန်ကြီးကဘာလင်္ကာလေးတိုင်ပေးလိုက်တယ်ဆိုတော့တိုက်ဆိုတန်တရာချေတဝဲလေလေလွတ်မြောက်ကြောင်းတရားရှာစုွယ်တန်တရာချေတဝဲလေလေလွတ်မြောက်ကြောင်းတရားရှာစုွယ်ဆိုကြည့်ပါတန်တရာတွေကလွတ်ချင်ရင်တရားရှာရမလားတရားရှာရတရားရှာရမယ်အဲ့ဒီလင်္ကာလေးတန်ပေးလိုက်တော့အဖွားကြီးကအတ္တတွေလည်းကြီးလာတော့ဇတိကြီးကလည်းမခိုင်တော့ဝမ်းသာအိမ်ရောက်ရင်ငါမီးလေးတွေကိုဒီလင်္ကာလေးတန်ပေးရတော့မယ်ဆိုပြီးတော့ဝမ်းသာနေခိုက်ကောင်းကြောင်လျှောက်လာတာပေါ့လာလည်းမကောင်းအာရနဲ့ပီတိဖြည့်ပြီးတော့လမ်းလျှောက်လာတော့အရှိကကမှုကိုမမြင်မဲနဲ့ခလုတ်တိုက်ချော်လဲဝါရပါလို့ဝါချော်လဲစားတော့ပါစေကောင်းမွေးအာရနဲ့အိမ်ရောက်သွားတော့ဘုန်းကြီးတိုင်ပေးတဲ့လင်္ကာလေးကိုသူ့မီးလေးပြန်တိုင်ပေးတာပေါ့ဘယ်လိုတိုင်ပေးတယ်ဆိုလိုက်ဆိုတန်စလုံးတဲ့ဇကွဲတလေလေမြတ်အောင်ထောင်းငါပေါင်းကြော်စို့ကွယ်တန်စလုံးတဲ့ဇကွဲတလေလေမြတ်အောင်ထောင်းငါပေါင်းကြော်စို့ကွယ်ဆိုကြည့်ပါဦးဘုန်းကြီးတိုင်ပေးတာကတန်တရာကျဲတဝဲလေလေလွတ်မြောက်ကြောင်းတရားရှာစုွယ်အဲ့ဒီအဖွားကြီးကဘယ်လိုတိုင်ပေးလဲတန်စလုံးတဲ့တကွဲလေလေမြတ်အောင်တောင်းငါပေါင်းကြိုစုွယ်ကဲတိတ်မမားပါဘူးနော်အခုလည်းပဲအဲ့ဒီလိုဖြစ်နေအောင်မယ်အလားတော့ကောင်းပြီးသားဆိုတော့ဒါမေ့စရာမလိုပါဘူးဟောကားနေဆိုတော့ပို့ပြီးတော့တော့မှမေ့စေတယ်နော်အဲ့ကြောင့်တရားကောင်းကြီးကလာရမီစားလာရရောချဟာဝဲပါလူဝမခါလူကြဘခါတဲ့ဒါကြောင့်မို့အလူရကြလနဲ့မကွာလူတန်းပေမဲ့မကြီးဝါမချလာတာအလူဒါနာတူတဲ့ခမအကုသိုလ်တွေရောနှောနေလို့နောက်ရှောင်ရမယ်ဘုရားကဲမာကို6လူဒါနာမျိုးမဖြစ်စေရဘူးကြာဝါရင်တဲ့စိတ်နဲ့လူဒါနာမျိုးမဖြစ်စေရဘူးတင်မောကြောကြလို့တဲ့စိတ်နဲ့လူဒါနာမျိုးမဖြစ်စေရဘူးနောင်တရမယ်အလူမျိုးမဖြစ်စေရဘူးပြန်ဆိုင်ပြီးတော့လူဒါမျိုးမဖြစ်စေရဘူးရှောင်ရမယ်ဒါန5မျိုးကိုလည်းပဲမရှောင်မဲနဲ့လူတိုင်းလို့မကြီးပွားမဒုထတာနောက်ဆောင်ရမယ်ဒါန5မျိုးအကျဉ်းစီလူရှင်မှလည်းကျဉ်းစီလာနေပြီးသွားမယ်အလူကံပုဂ္ဂိုလ်ကလည်းပဲကျဉ်းစီလာနေပြီးသွားမယ်ကိုလူတဲ့ပြည်ကြီးတွေကလည်းပဲတရားနဲ့အညီရတဲ့ပြည်ကြီးဖြစ်ရမယ်ကံကံရဲ့ကျိုးကိုလည်းယုံကြည်ရမယ်စေတနာတုံးတာနဲ့လည်းပြည့်စုံရမယ်အဲဒီဆောင်ရမယ့်ဒါန5မျိုးကိုလည်းပဲမဆောင်မဲနဲ့လူတိုင်းတို့ဒါမကြီးဝါမတို့တတာဒါကြောင့်မို့လူတိုင်းရဲ့ခါမှာကိုလူတဲ့ထဲမှာအကုသိုလ်တွေ
mà bà bộ mà lù là lù đấy nó đây ngay cái mày rồi nào mà nó bị gặp ban được là trong gia đình đa gú quay cái mà con là còn nè nó ai ra đi rồi mà đây là con nè xong rồi nào bố con nè nó cho qua trên lụ tụi nó kia mà cháu lụ thì mua cho ra trên lụ nó nắng đây à mẹ lụ miêu lụ dài mi lụ ra được nhưng mà phía sẽ học nó có đông à đâu mà đi lụ phía sẽ ta lâu mi ghé ra thì mới xí lụ lá xí đấy xí đấy ta bắt đầu mà dù ama này mà kêu lụ rồi đó ama này mà kêu nó có đông à mà đi lụ mà ghé thì xí đó mà đi lụ mà biến ghé mi thì xí đó aku ti raတဲ့ခါမှာပြင်ဖို့မတော်ဘူးလားပြင်ဖို့တော်တယ်နောက်ဆောင်ရမယ့်ဒါန၅မျိုးအကျဉ်းဒီလာနဲ့ပြည်စွမ်းမယ်ကိုလူတဲ့ပြည်ကြီးကြရလဲပဲတရားနဲ့နေရတဲ့ပြည်ဖြစ်ရနောက်လူတိုင်းတဲ့ခါမှာဒါကိုလည်းယုံကြည်ရမယ်ခိုင်ခိုင်ကြိုးကြရယုံကြည်ရမယ်စေတနာလုံးတာနဲ့လည်းပြည့်စုံရမယ်ဒါဆိုရင်အာဒီဘုကချီဝတိုးတာအောင်မြင်ပါလားအောင်မြင်ပါလားအောင်မြင်ပါလူရဲဆိုတာကကိုယ်အတွက်မဟုတ်ဘူးအလူခံပုဂ္ဂိုလ်ကောင်းတာရဲ့အတွက်ပြလူခံပုဂ္ဂိုလ်ဘာဖြစ်လို့လဲအလူခံပုဂ္ဂိုလ်လိုအပ်တဲ့အလူခံပုဂ္ဂိုလ်ဘာလိုတယ်လဲဘာနာလိုသလားချီလိုသလားရက်တောင်လိုသလားသင်္ကားလိုသလားအလူခံပုဂ္ဂိုလ်လူလို့ကိုမရဘူးလားမဟုတ်ဘူးကိုလည်းရအလူခံပုဂ္ဂိုလ်ကိုလူတယ်မုံမုံမြက်မြက်စိတ်နဲ့လည်းလူတယ်လူတဲ့အကျိုးလည်းရတယ်မုံမြက်တဲ့စိတ်ထားလည်းမုံမြက်တဲ့အကျိုးကိုလည်းခံရအလူခံပုဂ္ဂိုလ်ကောင်းစားရေးအတွက်လူရင်ကိုယ်အတွက်လည်းမကောင်းစားဘူးလားကောင်းစားတယ်ကိုယ်အတွက်လည်းအကျိုးရအရင်လဲရင်အဖျားမရဘူးလားအရင်လဲရင်အဖျားကိုရတာပေါ့ဒါကြောင့်လူဘုမခလူတဘုခတဲ့ဒါကြောင့်မို့ဒီကနေ့အဲ့လူဘုမခလူတဘုခဆိုတဲ့တရားလေးကိုအဲ့ဒီနေရာမှာပဲညီကုန်းချုပ်ရင်းနဲ့ငါတို့ကမတိရလို့မပြင်ခဲ့မိတရှိတော့အဲ့ဒီသိကြတဲ့အခါမှာပြင်နိုင်ကြပါရဲ့လို့ဒီတောင်ပြီးဖို့လို့ဘာလို့တို့လည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကြောင့်မဝမနာမတရားမဘုံနိဗ္ဗာန်ကိုလင်းမြန်စွာရောက်နိုင်ကြပါစေရနိုင်ကြပါစေလို့ဆုတောင်းပြီးခါထားလေးတို့ဆိုပြီးတော့ဆုံးသက်ရအောင်မာဇာသဘာသုဇယံတို့ဥဒ္ဒံတို့သုမင်္ဂလာတို့တင်တို့ဒုက္ခတိင်္ဂမေပူရင်တို့သဗ္ဗဗာရမေမာဇာသဘာကိုကြီးကိုငါကိုဒေသ၌ပြောကြဇံရတတဝဟုသမ ्या တို့သည်သုဇယံတို့အိမ်မရမကောင်းစွာမရွေနှစ်သက်ကြည်တာအိဆာနိုင်ကြပါစေကုန်သတည်းနှုတ်မင်္ဂလာကျက်တရေရှဝေလောင်းသဖြင့်စံပွင့်ညကုန်သည်ဖြစ်၍ဩဒဟန်တို့ကောင်းစွာမိုးသောအလင်းရောက်လေရာထားမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတိင်္ဂမေအဘေဒုက္ခတိရောက်မိအကြောင်းမကောင်းကြီးတို့ဒုစရိုက်မျိုးကိုဒုတင်သူတော်လက်နဲ့တရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗာရမေအလောင်းအလျာပြေကောင်းရသည်တောင်းပြစေလေးပါမီအပေါင်းအကျင့်ကောင်းကိုပူရင်သူတစင်တော်တစင်ရင်တဲ့ရင်အောင်မလင်းပုံသေးဖြည့်နိုင်ကြပါစေကုန်လာကြီး